The Goddess Tarot မှာတင်လိုက်ကြိုဆိုပါတယ်ဒီနေ့မှာ Christmas special love message လေးကိုမျိုးတို့ကြည့်မယ်နော်ဒီဗီဒီယိုကိုအခုမှ bump into ဖြစ်တဲ့သူတွေအကယ်၍ပေါ့နော်ကြည့်မိခဲ့သည်ရှိလို့ရှိရင် maybe it is your message it is what you should know during the Christmas week or the Christmas week အတွင်းမှာကိုယ်အတွက်ဘာသိသလဲဆိုတဲ့ universe ကပေးတဲ့ love message ဖြစ်ပါတယ်နော် okay ဘာသိတယ်လဲတဲ့အဲ့တော့ဒီ reading ကကြတော့အခုလာမယ့် 22nd December ကနေပြီးတော့ 31st December ဒီ Christmas week အတွက်ကိုအဓိကလုပ်ပေးတဲ့ love reading general energy check ဖြစ်ပါတယ်နော် By the way guys Merry Christmas to you all and to your family as well okay so reading ကြည့်မနော် okay Christmas week အတွက် the love message Christmas week မှာတဲ့နော်တော်တော်များများကတဲ့ဒီမှာဆိုကြည့်လိုက်နော်ဓာတ်ပုံလေးကိုထုတ်ကြည့်ပြီးတော့လွမ်းဆွတ်နေတာအဲ့တော့အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းလေးတွေအတိတ်ကလူနဲ့ပတ်သက်တာလေးတွေအခုတလုံးမှာပို့ပြီးတော့သတိရနေတတ်တယ်အဲ့တော့အတိတ်ကလူတွေစီကလည်း message လေးတွေပြန်ပြီးတော့ဝင်လာတတ်တယ်ပေါ့နော်အဲ့တော့ဒီ Christmas week ထဲမှာတော်တော်များများအတိတ်ကလူတွေနဲ့အဆက်အသွယ်ရမယ်အဆက်အသွယ်ပြတ်နေတဲ့ X တွေနောက်အဆက်အသွယ်ပြတ်နေတဲ့တငယ်ချင်းဟောင်းတွေနောက်ပြီးတော့မိသားစုတွေပြန်ဆုံတဲ့အချိန်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့reunion တွေ happening ဖြစ်မယ်နောက်ပြီးတော့ context တွေပြန်ပြီးတော့ရလာမယ်နော်နောက်တစ်ခုကလည်း 3 of wands တဲ့နော် long distance ဖြစ်နေတဲ့သူတွေတဲ့နော်ဒီမှာဆိုကြည့်လိုက်ရနော်ခရီးတွေ plan ထားတာမျိုးတွေတို့ခရီးတွေတူတူသွားပြစ်တာတို့တစ်ဖက်သူကကိုယ်ရုပ်တရက်လာတွေ့တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ Christmas week ကတော့ပျော်စရာကောင်းနေပါတယ်ဒီဆိုကြည့်တာကတော့အားလုံးအတွက်ကတော့ဟို reminiscing the past ပေါ့နော်အတိတ်နဲ့ပတ်သက်ပြီးတော့ memories လေးတွေပြန်ပြီးတော့တက်လာတဲ့အချိန်ဖြစ်တယ်တဲ့အဲ့တော့ final energy ကိုမျိုးတို့ကြည့်မယ်နော် final energy for Christmas week temperance definitely temperance meaning ကကြတော့ကိုနဲ့အဆင်မပြေခဲ့တဲ့ဆက်ဆံရေးတွေပြတ်တောက်ခဲ့တဲ့သူတွေဝေးကွာနေခဲ့တဲ့သူတွေအထူးသဖြင့်ဒီလူနဲ့ကိုနဲ့ကြားထဲမှာ unhealed ဖြစ်ခဲ့တဲ့အတိတ်တွေရှိခဲ့တဲ့တချို့အရာတွေကိုတည်တည်ချာချာမဖြည့်ရှင်းနိုင်ခဲ့ဘူးဆိုရင်ဒီ Christmas အတွင်းမှာပြန်လည်ပြီးတော့ဖြည့်ရှင်းမှုတွေရရှိလာမယ့်အချိန်ဖြစ်တယ်တဲ့နော်အဲ့တော့ Christmas week မှာအားလုံးပဲပျော်လို့ရတာပေါ့နော်အထူးသဖြင့်အတိတ်ကသူတွေနဲ့ပြန်ပြီးတော့အဆက်အသွယ်ရချင်တဲ့သူတွေ Christmas week will bring good news and miracle for you okayအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်မြစ်စုရဲ့ TikTok လေးကို follow လုပ်ထားလို့ရတယ်နောက်တစ်ခုက Facebook page ကိုလည်းဝင်ပြီးတော့ like and follow လေးလုပ်ထားလို့ရတယ်เนาะအားလုံးပဲနောက်ထပ်ဗီဒီယိုတွေကြတော့မှမြစ်စုတို့ဆုံးမနော်